Hey guys ဒီနေ့တော့အမကဘာ topic ကိုရွေးထားလဲဆိုတော့ကိုယုံကြည်မှုဒီ confidence ဆိုတဲ့အရာကဘယ်ကနေလာတယ်လဲဆိုတဲ့ topic ကိုအမရွေးထားရပေါ့နော်ဒီအားလုံးပဲမြင်တဲ့အတိုင်းအမကပဲ main တေးသွဲလျအဲ့လိုမျိုး main ကလေးတယောက်မဟုတ်ဘူးအမကအခုဆိုလို့ရှင်တော့အမရဲ့ kg က 100 kg ရှိတာဒါပေမဲ့အမရဲ့ခန္ဓာကိုယ်ဒီအဝယ်စားလှအောင်ပအောင်လို့ဆိုပြီးအမ discipline လုပ်ပြီးတော့အမ gym သွားပြီးတော့ဘေးလောက်ထားတဲ့ကြောင့်မို့လို့အမကသူများလိုမျိုးအဲ့လိုမျိုး bike ပူပါညာအဲ့လိုမျိုးဖြစ်နေတဲ့ခန္ဓာကိုယ်လို့တော့မဟုတ်နေဘူးပေါ့နော်ပြီးလို့ရှင်အဓိကကဒီကိုယ့်ရဲ့ inner မှာကိုယ်စိတ်ကိုဘယ်လိုသဘောထားလဲငါရဲ့ဒီချမှတ်ထားတဲ့အရာတွေကိုဒီချမှတ်ထားတဲ့စီကံတွေကိုလိုက်နာနေတဲ့လူတယောက် home ဆိုတဲ့ပုံမူတည်ပြီးတော့လေအမားတို့တွေရဲ့ confidence level ကတယောက်နဲ့တယောက်ကွာခြားရတယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းလေးကိုအမှဒီမှာပြောပြပေးမယ်အဲ့တော့အမအောင်မေးလို့ရှင် confidence ဆိုတဲ့အရာကိုဘယ်ကနေဘယ်လိုစပြီးမေးလို့မလဲမှန်တဲ့အမတို့တွေ make up တွေလိမ့်နေ skin care တွေလုပ်တဲ့အကုန်လုံးဒီ skin care လုပ်လို့ရှင်တော့အမတို့နေတိုင်း discipline ဆိုတဲ့အရာရှိတော့မှအမတို့ရဲ့ skin ကဒီ1 month ဒါမှမဟုတ်လို့ရှင်2 months အလောက်အချိန်အတွင်းမှာအမတို့ skin က glow လာကွာဒီလားဒီ skin care နဲ့အဆင်ပြေသွားပြီးတော့မဟုတ်ဘဲနဲ့လိမ့်လိုက်မလိမ့်လိုက်ဆိုလို့ရှင်လည်းအဆင်ပြေမနေဘူးအဲ့တော့အမ discipline ဆိုတဲ့အရာကိုအမ point out လုပ်ချင်တာပါအကယ်လုံးက real beauty ကဘာလဲလို့အမမေးလို့ရှင် self discipline လို့ပဲအမတော့ပြောချင်တယ်ပေါ့နော်အရင်တော့တချို့ video တွေမှာလည်းအမပြောဘူးရဲ့အဲ့ဒါဘာလဲဆိုကိုဘသူမှမကြည့်နေတဲ့အချိန်ကိုတကယ်ကိုဘသူမှစောင့်မကြည့်နေဘူးလို့ထင်ပြီးတော့ကိုဥပမာထိုက်ပါကိုမှ PT ရှိရကို personal trainer လုပ်နေရလူရှိရနင်တိုင်းမစားဘူးလို့ပြောရဒါပေမဲ့ကိုကသူ့ကိုရမလို့ဆိုပြီးတော့စားလိုက်ပြင်မယ်အဲ့ဒီချိန်မှာကိုဘယ်သူမှမကြည့်နေဘူးလို့ထင်နေပေမဲ့တကယ်ကိုအမြဲတမ်းကြည့်နေတဲ့လူတယောက်ရှိရဆိုတာကိုမမေ့ဘူးလို့ရပေါ့နော်အဲ့ဒါကကိုတိုင်းပဲအမားဆိုလို့ရှိရင်လည်းငါ့ကိုဘယ်သူမှမမြင်ဘူးငါအိတ်ချင်တာအိတ်လှုပ်ချင်တာလှုပ်လုံးဝစားပြရတဲ့တန်းအိတ်အဲ့လိုပုံစံကြိုက်တယ်လို့အမားလှုပ်ပြီးနေလို့ရတယ်ဒါပေမဲ့အဲ့လိုလှုပ်တဲ့အချိန်တိုင်းအမကိုအမစောင့်ကြည့်နေရဲဆိုတဲ့အရာကိုတိုင်းကိုမမေ့ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အမကအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့အမငငယ်လေးကတည်းကအမရဲ့တင်ယူခဲ့တဲ့အရာကအမရဲ့အမေပေါ့နော်အမေကအရန်ချစ်ဖို့ကောင်းတယ်အမေရဲ့စကားတွေကလည်းအရင်ငယ်တော့ပြောခဲ့တဲ့အချိန်တော့တိတ်ပြီးနားမလဲခဲ့ဘူးအသက်ကြီးလာတဲ့အချိန်မှာအမေရဲ့စကားတွေကောလာတကယ် next level ပဲလို့ပြောလို့ရတယ်ပေါ့နော်အမေကပြောရငယ်တော့ okay သမီးရဲ့နေကတော်ရဲပေါ့နော်သမီးရဲ့နေကတကယ်ကို a good kid အမေစကားကိုနားထောင်နေကြမလို့တကယ်ကိုလိမ်မာတဲ့ကလေးလို့ဆိုပြီးတော့ပြောတယ်ဒါပေမဲ့တကယ်တမ်းကအမေရဲ့စကားကိုအမေရှိမှရင်နားထောင်ရုံနဲ့မပြီးဘူးတဲ့အမေစကားကိုအမေကွယ်ရမှာပါနားထောင်တော့မှတကယ် real respect ကိုအမေကိုပေးတာဆိုပြီးတော့အမေကအဲ့တော့ပြောတဲ့စကားပေါ့နော်ငယ်တော့ပြောလိုက်တဲ့အရာတစ်ခုဘယ်ချိန်လဲဘယ်နေရာလဲပါလဲဆိုတော့မမှတ်မိပဲမဲ့ငယ်တော့အမေပြောလိုက်တဲ့အဲ့စကားတစ်ခုကအမရဲ့ဒီထဲမှာလုံးဝရိုက်သွင်းထားတယ်လို့မျိုးဖြစ်နေတဲ့အခါကျတော့ဒီအမေစကားကိုအမေကွယ်ရမှာလဲနားထောင်တော့မှအမကအမေကိုတကယ် respect ဖြစ်တယ်ဆိုတော့ဟာကိုအမေကသင်မိတော့ကွာတီးလားအဲ့တော့အဲ့လိုမျိုးပဲအခုအမ example တစ်ခုပေးမယ်။မတို့ friend group တွေထဲမှာဒီလိုတယောက်ကတော့အမြဲရှိတယ်။ဥပမာ toxic relationship ထဲမှာရှိနေတဲ့တငယ်ချင်းတယောက်ထားပါတော့။အဲ့တငယ်ချင်းကကိုယ့်စီကိုရောက်လာတယ်။ပြီးတော့လို့ရှိရင်ငါဒီတစ်ခါတော့တကယ်ပြက်ပြီ။ငါဒီကောင်ကအရင်နှိပ်စက်တယ်။ဘာဖြစ်တယ်ညာဖြစ်တယ်။အရင် toxic ဖြစ်တယ်။ငါလည်းနားလေနင်တို့ပြောရငါနားလေ။ဘာညာဆိုပြီးတော့အဲ့လိုမျိုးကြီးကြီးကျယ်ပြောပြီးတော့လေနောက်နေ့ကျတော့ဘာဖြစ်လဲ။နောက်နေ့ကျတော့အဲ့ဒီ same fucking relationship အဲ့ toxic ဖြစ်တဲ့ relationship တွေကိုပဲနောက်တစ်ခေါက်ပြန်သွားတယ်ထပ်ပြန်ပြီးတော့အဲ့တယောက်နဲ့ပဲပြန်ပြီးတော့ date တယ်အဲ့လိုလုပ်တဲ့အခါကျတော့အမားတို့အနေနဲ့သူပြောတဲ့စကားတွေပေါ်မှာအမားတို့ရဲ့ respect level ကရှိသေးလားမရှိသေးဘူးလား definitely 0လေဟုတ်တယ်မလားအဲ့လိုမျိုးနောက်ထပ်တငယ်စကြောက်ရှိရငါကတော့ငါဘဝကိုငါဘယ်လိုမျိုးပြောင်းလဲအောင်လို့ငါစူးစမ်းတော့မယ်အဲ့တော့ငါမနှက်ဖြန်နေစပြီးတော့လို့စူးစမ်းတော့မယ်အဲ့လိုမျိုးငါစာတော့တနေ့ဘယ်နှနာရီဘယ်လိုလုပ်တော့မယ်မနှက်စားလို့ရှိရင်ငါဂျွန်ဘယ်ချိန်သွားမယ်အဲ့လိုပြောတဲ့တငယ်ချင်းတွေအများကြီးရှိတယ်အဲ့လိုပြောတဲ့အချိန်တိုင်းသူတို့တကယ်မလုပ်တဲ့အတွက်ကြောင့်မို့လို့သူတို့ပြောတဲ့စကားကအမတို့ရဲ့နားတွေကိုဘယ်နားဝင်ညာဘယ်နားထွက်အမတို့လည်းသူ့အဲ့လောက်အဖတ်လုံးမနေတော့ဘူးကွာဒီလားဘာလို့ဆိုတော့အမတို့သူ့ပေါ်မှာထားတဲ့သူပြောတဲ့စကားတွေအပေါ်မှာသူတန်မိုးထားတယ်လို့မျိုးအမားတို့လည်းတန်မိုးထားလိုက်တဲ့သဘောပဲသူကသူ့စကားတွေကို0 value တန်မိုးထားတယ်ဘာလို့လဲဆိုတော့သူနောက်နေ့မလိုက်လာအောင်လေဟုတ်တယ်မလားသူဒုံရင်ပဲပြန်သွားတဲ့ကြောင့်မလို့သူအိတ်မလိုက်လာတဲ့အချိန်မှာသူပြောလိုက်တဲ့စကားရဲ့တန်မိုးက3ညပဲရှိတယ်အဲ့တော့အမားတို့ဒီကြားတဲ့လူအနေနဲ့ဆိုလို့ရှင်လဲအဲ့သူပြောတဲ့စကားတွေကအမားတို့3ညတန်မိုးပဲရှိတယ်အဲ့တော့ဘာမှတန်မိုးမရှိလေဘာမှတန်မိုးမရှိပါဖြစ်အမားကြားတော့သူပြောလဲအလကားပဲပြီးလို့ရှင်လဲလုံးဝလည်းမဟုတ်ဘူးဆိုပြီးတော့သူ့ပေါ်မှာအမား respect မရှိဘူး
အဲ့လိုမျိုးပဲအမားတို့တွေကကိုလုံနေမိတယ်ဆိုတဲ့အရာကိုတတိယဖို့ဒီလိုအပ်တယ်ပေါ့နော်အဲ့တော့အမကအမေကအဲ့လိုမျိုးပြောလိုက်တဲ့အချိန်ကနေစပြီးဒီစကားကိုကြားခဲ့ပေမဲ့တကယ်အမအဲ့ဒီဟာကို realization ဖြစ်တာ73နှစ်လောက်တုန်းကမှလို့ပြောလို့ရတယ်လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကပေါ့နော်အဲ့ဒါကြောင့်မလို့ငါကဒီနေ့ဒါလုံးမယ်လို့ပြောပေမဲ့ငါကမလုပ်တဲ့အတွက်ကြောင့်မလို့ငါလေးစားမှုဆိုတာမရှိတော့ဘူးငါဒီနေ့ဂရိပေးငါညနေကြားလို့ရှင်ငါညနေ6နာရီချင်းကိုမရအောင်သွားမယ်လို့ကိုဂရိပေးပေမဲ့တကယ်မလုပ်တဲ့ခါကျနေအဖို့ပါပဲလုပ်မနေနဲ့ရောက်မှလည်းမဟုတ်ဘူးဆိုပြီးတော့အဲ့ဒီကိုပြန်ပြီးတော့ပြောနေတဲ့စကားတွေကြောင့်မလို့အမားတို့ရဲ့ခိုးတွေပါတယ်အချစ်ဖြစ်ဖို့အတွက်ကကြားလေးခက်ခဲလာလေပဲကိုစီကန်ကိုချမှတ်ထားတဲ့စီကန်တွေကိုမလိုက်လာလေပို့ပြီးတော့ခက်ခဲလာလေပဲအဲ့လိုခက်ခဲလာတဲ့အများအမားတို့ကိုတန်ဖိုးထားတဲ့ value လည်းမရှိတော့ဘူး respect လည်းမရှိတော့ဘူးအမားတို့ကဒီပေါ်တန်စကားပြောတဲ့တငယ်ချင်းတယောက်လိုမျိုးရဲ့တန်ဖိုးလိုမျိုးပဲဖြစ်သွားတာကွာသိလားအဲ့တော့အဲ့ဒီအရာကိုနားလည်လို့ရှင်အမားတို့ကဒီအရာကိုသိသွားပြီဆိုလို့ရှင်ဒီကိုယ့်ရဲ့ self confidence ကိုအခုလက်ရှိမှာလုံးဝဒီလူကြားထဲမှာထွက်ပြီးတော့စကားလည်းမပြောရဲဘူးကို confidence မရှိဘူးလို့ခံစားနေရတယ်ဆိုလို့ရှင်အရင်ဦးဆုံးစီကံတစ်ခုချမှတ်ပြီးတော့အဲ့ဒီစီကံအတိုင်းလုပ်ကြည့်အဲ့လိုဆိုလို့ရှင်တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ဒီ lower surface တင်ဖြစ်နေတဲ့အရာကတဖြည်းဖြည်းနဲ့ level မြင့်လာလိမ့်မယ်ပေါ့နော်အဲ့လိုမြင့်လာခြင်းအပြင်ဒီ confidence ဆိုတဲ့အရာကိုဘေးလောက်လို့ရတယ်လို့အမပြောချင်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကိုယ့်ရဲ့စိတ်ကတိတ်သွားရပေါ့နော်ကိုယုံကြည်မှုနဲ့လေးစားမှုတွေဒီလုံးဝကိုလျော့နေလာပြီးတော့နောက်ဆုံးမှာငါဘယ်လိုပဲကတိတွေပေးငါဘယ်လိုပဲ motivation podcast တွေပဲနားထောင်ငါကဘယ်တော့မှအောင်မြင်မှာမဟုတ်တော့ဘူးဆိုပြီးတော့အဲ့လိုမျိုးပဲကောက်ချက်ချလိုက်တယ်ပေါ့နော်အဲ့လိုမျိုးကောက်ချက်ချလိုက်ပြီးတော့လုံးဝနောက်ဆုံးကို give up လုပ်လိုက်တယ်ဆိုတဲ့အဆင့်ကိုရောက်သွားတာပဲပေါ့နော်အဲ့တော့ပြောချင်တာကတစ်ခါတလေကြားလို့ရှိရင်အမားတို့တွေကကိုငါ motivation တွေနားထောင်ဖို့လိုအပ်နေရလို့ထင်ပေမဲ့တကယ် motivation ဆိုတဲ့အရာကဒီနားထောင်လိုက်ပြီးတော့အခုအမဗီဒီယိုကြည့်ရဆိုလို့ရှိရင်ဒီစက္ကန့်ပိုင်းလေးအတွင်းမှာခဏလောက်ဒီကိုယ့်ရဲ့ chemical ကို boost လုပ်သွားရဆိုတဲ့ပေါ်ပဲအဲဒါကြောင့်မလို့ you feel good လေသိရမလားနည်းနည်းလောက်ကိုယ့်ရဲ့ခေါင်းထဲမှာ brain ထဲမှာလုံးဝအလင်းပွင့်သွားတဲ့အခိုက်အတန့်ရှိရဆိုအဲ့အခိုက်အတန့်လေးမှာလုံးဝအမားတို့တွေကဒီခန္ဓာကိုယ်ရဲ့ chemical တွေထွက်လာတဲ့အတွက်ကြောင့်မလို့အားရတက်လာပြီးတော့ငါလုံးဝ passionate ဖြစ်ပြီးတော့လှုပ်တော့မယ်ကိုင်းတော့မယ် hate ဆိုပြီးတော့အဲ့လိုမျိုးတွေ့ရဒါပေမဲ့အဲ့ဒီ chemical တွေကတောက်လျှောက်မလွတ်နေတာကိုလေတဲ့မှာဒီနားထောင်နေတဲ့အချိန်မှာလှုပ်ပေးရတဲ့အတွက်ကြောင့်မလို့အဲ့ဒီနောက်ကနေ discipline ဆိုရယ်ဒီ sequence ရှိရဆိုရယ်အရာက light ပါလာတော့မှသာလေအမားတို့တွေကတကယ် result တွေကို bring it to the table လုပ်နိုင်တာကွာဒီလားမဟုတ်ဘူးဆိုလို့ရှင်အမားတို့ပြောတဲ့စကားတွေအကုန်လုံးကဒီတိုင်း just a word ပဲပြီးလို့ရှင်အကုန်လုံးက disappear in the air ပဲအဓိကလေထဲမှာအကုန်လုံးပျောက်သွားအဲ့တော့လေထဲမှာတိုက်ရင်စောင့်နေတဲ့လူတွေလိုမျိုးပဲအဲ့လိုမျိုးနေလို့ရှင်အမားတို့ရဲ့ self esteem self value ဒီ self discipline အဲ့အကုန်လုံးမရှိဘူးဆိုလို့ရှင် confidence ဆိုတဲ့အရာက strong မဖြစ်လာနိုင်ဘူးပေါ့နော်အဲ့တော့အမကတော့အခုဒီကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ confidence တွေကိုဘယ်လိုတည်ဆောက်မလဲဆိုတာကိုဒီဗီဒီယိုကနေနားလည်မယ်လို့ယူဆရတယ်တကယ်လို့အမမေးစရာ question လေးရှိရဆိုလို့ရှင်အမမေးပေးပါအမလည်းဘယ်လိုပဲဖြစ် newbie အနေနဲ့ဒီစူးစမ်းနေတာပေါ့နော်အဲ့တော့အမကို question လေးမေးလို့ရှိရင်အမပြန်ဖြေပေးရတာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့တော့အားလုံးပဲ see you in the next video